န်းကို2012မှာတက်တာပေါ့နော်2012မှာတင်တန်းတက်တယ်စပြီးတော့3လပြည့်တင်တန်းပေါ့2012မှာ3လပြည့်တင်တန်းစတက်တယ်စတက်ပြီးတော့တင်တန်းဆင်းတဲ့အချိန်မှာကကျွန်တော်ဘာမှသိမတက်လာဘူးမသိလာဘူးမသိလာဘူးအဲ့တော့ကျွန်တော်တင်တန်းစတက်တဲ့ခေတ်တော့ကျွန်တော်တင်တန်းစတက်တဲ့ခေတ်မှာNokia တို့Java phone ဒီမှာမှန်ပြီဆိုရ Java phone တွေပြီးတော့ရှင်Huawei ပေါ့ Huawei အရင်ကိုင်းနေခဲ့ A10 တို့A13 တို့ပြီးတော့ Y320 အဲ့လိုမျိုးအဲ့ဒီဖုန်းလေးပေါ့နော်အဲ့ဖုန်းလေးအဲ့အသုံးများအချိန်မှာကျွန်တော်တင်နေစားတက်တယ်တင်နေဆင်းပြီးတော့ကျွန်တော်ပါလဲဆိုတိပဲတိလာပါတော့မတက်လာဘူးဗျပြောချင်တာတင်နေတွေကတိအောင်မတင်ပြရတက်အောင်အကောက်လို့ရတယ်ဗျထပ်ပြီးတော့လေအဲ့မှာမတော်တော့ဘောအများကြီးခက်ခဲဖြစ်ခဲ့ရပေါ့နော်တင်နေပြီးတော့ကျွန်တော်ဖုန်းတွေပါလို့ speaker လဲတက်လာတယ် speaker လဲတက်တယ် mic လဲတယ်ပြီးမှန်လဲတက်တယ်ဖတီလဲတက်လောက်ပဲဒါအရင်ကျွမ်းကျင်မဟုတ်ဘူးအရင်ခက်ခဲခဲ့တယ်နော်ဘာလို့ကျွန်တော်အားသုံးကောင်းလဲတဲ့ခါကြလို့ရှိရင်လည်းပါဝါတွေတည်သွားတာတွေပြီးတော့မှန်လဲရင်းနဲ့ပါဝါတည်သွားတာတွေဖတီလဲမှန်ကျိုးပြတ်တာတွေအဲ့ရတော့ကြုံခဲ့ပေါ့နော်တော်တော်ယူလည်းခက်ခဲဖြစ်ခဲ့တယ်ဗျအရင်လည်းစိတ်ညစ်ခဲ့တယ်ဒါပေမဲ့အရင်ဝါသနာပါပြီးအရင်လှုပ်ချင်တဲ့အခါကျတော့တိုင်းရတူဖြစ်အောင်လုပ်နိုင်ခဲ့တာပေါ့နော်တော်တော်ခက်ခဲခဲ့တယ်လက်လျှော့ခြင်းတဲ့အချိန်တွေအများကြီးပေါ့နော်ကျွန်တော်ဖုန်းတင်တဲ့ PSI တကယ်တက်သွားချိန်ဆိုကျွန်တော်ကြောင်ပြက်ခဲ့တဲ့ဖုန်းကအလုံး20လောက်ရှိတယ်အလုံး20အထက်မှာရှိတယ်အများကြီးယူချင်းခဲ့တယ်မဆုံးမနေပဲထပ်ထပ်ပြီးတော့လှုပ်လာခဲ့တဲ့အတွက်ကြောင့်မို့အခုလိုချင်းတော့ဒီလှုပ်နိုင်တာပေါ့နော်အခက်အခဲကအများကြီးပဲဗျအများကြီးပဲတင်တန်းဆိုတာတိအောင်မတင်ပြရတက်အောင်မလုပ်ဘူးတက်အောင်ကိုယ်လေ့ကျင့်ရအဲ့ဒါကိုကျွန်တော်တွေ့ပါပေါ့အဲ့ကျွန်တော်တပည့်ကြီးကျွန်တော်ရှိတင်တန်းတက်တဲ့လူတွေဆိုကြအထက်ကတိပြီးတက်အောင်လို့ပေါ့တခါတင်တာကျွန်တော်ရှိလာပြီးတင်တန်းတက်ပြီးဆိုတာ ਨੇ မတက်ဘဲနဲ့ပြန်ထွက်လို့မရအောင်ကျွန်တော်ရထွက်သွားပြီးရင်လည်းအဲ့ကောင်မတက်လို့မရအောင်တက်ကိုတက်အောင်အဲ့ဒါအတီတော့မရဘူးပေါ့နော်အရှင်ထွက်တော့မရအောင်အတီထွက်ပဲရအောင်အဲ့လိုယူရောက်ယူရှင်လုံးဝတက်ကိုတက်ပြီးတော့ထွက်သွားအောင်မတက်ဘဲနဲ့ထွက်သွားလို့မရအောင်လုံးဝမရအောင်နော်အဲ့ဒါကိုကျွန်တော် session နဲ့အများကြီးလုပ်ရအောင်နော်ဒါထားတော့ကျွန်တော်အရင်ခက်ခဲဖြစ်ခဲ့ကြအဲ့လိုဒုက္ခတွေရောက်ခဲ့တယ်အဲ့ကျွန်တော်စိုက်ဆောက်ဖွင့်တယ်ပေါ့နော်နောက်73ကျော်ပေါ့73တော့ပေါ့နောက်73ပေါ့နောက်73ကျွန်တော်စိုက်ဆောက်ဖွင့်တယ် A1 မှာဖွင့်တယ်ပေါ့ရှမ်းမုံကြောင့်ရှိတဲ့ A1 မှာကျွန်တော်စိုက်ဆောက်ဖွင့်ခဲ့တယ်အဲ့မှာစိုက်ဆောက်ဖွင့်တော့ဆိုကျွန်တော်အရင်မကျွမ်းကျင်ဘူးကျွန်တော်ခုနပြောသလိုအားသုံးကောင်းလေးတယ်မှန်လေးတယ်ဘက်ထရီလက်စပီကာလည်းမိုက်တယ်အဲ့လောက်ပဲကျွန်တော်ရပေါ့ဒီတကောင်းမလုံးနိုင်ဘူးဒီကြောင့်မတည်သေးတဲ့အချိန်မှာကျွန်တော်အရင်ခက်ခဲတယ်အဲ့အချိန်မှာကျွန်တော်မိတ်ဆွေကိုတင်တန်းတူတက်တယ်ကျွန်တော်မိတ်ဆွေကျွန်တော်ဆရာလို့လည်းပြောလို့ရတယ်သူကသူ agree ထပ်လုပ်တာတင်တန်း agree ထပ်တက်တာဗျာဆိုဆရာဦးမောင်နိုင်တို့ဆရာမျိုးမီတူတို့ဒီဆရာဖိုးစစုတို့သူတို့ရှိရတယ်တင်တန်းသူထပ်တက်တာပြီးတခြားတင်တန်းတက်တဲ့လူတွေရှိရဗျသူတို့ကျွန်တော်ကူညီပေးတယ်အဲ့တော့ကျွန်တော်ရန်ခက်ခဲ့အဲ့အချိန်မှာလုံးဝပေါ့နော်ဟိုစိတ်တော့မပြတ်ဝမ်းနာပါတယ်အရန်ပျော်တယ်သူကဖုန်းပြင်နေတယ်အဲ့ဒီကြောင့်ကအရှုံးမပေးပဲဆက်ပြီးလှမ်းနေတယ်အောင်အဲ့အချိန်မှာလုံးဝအဆင်မပြေခဲ့ပတ်စံတော့မရအောင်အရန်တော်တော်ခက်ခဲနေအောင်ရုံးကန်နေရအချိန်လေးပေါ့နော်စူးစမ်းနေရအချိန်ပေါ့ရုံးကန်လို့ပြောရင်ရုံးကန်နေတာနွားတွေစူးစမ်းနေရအချိန်အဲ့အချိန်မှာကျွန်တော်သူတို့ရကူညီပေးခဲ့ကြအဲ့မှာကျွန်တော်တိလိုက်တယ်ဟုတ်ပါဘူးနော်ဆရာကြီးကတောင်းတော့မတူဘူးဗျအခေါ်ဝယ်လည်းမတူဘူးအသုံးလုံးလည်းမတူဘူးယူဆိုင်လည်းမတူဘူးအဲ့ကျွန်တော်အားလုံးကဆရာတွေအများကြီးရဲ့သူတို့ရဲ့ပညာတွေတို့ဆိုတဲ့တက်တာလူကြီးရှီရပညာကျွန်တော်ရလာခဲ့အခါကျအဲ့မှာကျွန်တော်ခြုံငုံသုံးတက်ပြီးတော့ကျွန်တော်ဒီအလွယ်ဆုံးဒီဖုန်းပြင်တဲ့ပညာအလွယ်ဆုံးပေါ့နော်လူတယောက်နားလေအောင်ဘယ်လိုမျိုးကျွန်တော်သင်ပေးရမလဲဘယ်လိုမျိုးသူအများဆုံးတက်မလဲဆိုတာကျွန်တော်ရှာတွေ့သွားတယ်အဲ့ချိန်ကျွန်တော်နီးလန်ကတခြားဖုန်းပြင်နေတဲ့လူတွေနဲ့ဘယ်လိုမှမတူကျွန်တော်ပြင်တဲ့နီးလန်အောင်နော်လုံးဝဘယ်လိုနဲ့မှမတူပဲနဲ့အရန်မြန်တယ်ပြီးတော့အရန်မြန်တယ်ပြီး risk နေတယ်ပျက်စီးနိုင်နေတယ်တခါလုံးဝထိထိမိမိနဲ့ထိထိရအောင်ပြင်နိုင်တဲ့အခြေအနေမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုးကျွန်တော်ကျွန်တော်ရှာတွေ့သွားတယ်ပေါ့နော်ရှာတွေ့အဲ့ဒါရှိရအများကြီးပဲကျွန်တော်ကျေးဇူးတင်ပါတယ်နော်အဲ့လိုကျွန်တော်အဲ့တော့ကျွန်တော်တကယ်ချင်းမိတ်ဆွေဆရာကြီးလို့ပဲပြောပြသူတို့တွေကဆိုလို့ရှိရင်ကျွန်တော်တရားဆရာသားမချန်တရားအခုပြန်ပြောပြရတယ်ဗျပြောပြသူတို့ရှိကျွန်တော်ပြန်တင်ယူရတယ်သူတင်ယူရဲဆိုတာအခုခေတ်ကအရန်လွယ်တယ်ကျွန်တော် Google ခောက်လိုက်ရင် YouTube ကြည့်လိုက်ရင် TikTok ကြည့်လိုက်ရင်ကျွန်တော်ကဒါလုံးဝသိနိုင်တယ်ဗျာရှာတွေ့နိုင်တယ်အခြေအရန်အောင်လွယ်တယ်အခုကလေးအရန်ကောင်းတယ်ဘာပဲရှာရအကုန်ရှိရ line ပေါ်မှာဒီမှာအကုန်ရှာလို့ရတယ်ကျွန်တော်ကအဲ့လိုရှာလို့မရအောင်အဲ့တော့ဘာမှကိုအင်တာနက်လည်းကောင်းအလုံးမဖြစ်ဘူးဗျာ10မိနစ်2ချက်နဲ့အင်တာနက်အရန်အဝိုင်းလေအဲ့လိုပေါ့နော်1 month 2 month လောက်ပဲရှိရသူရဲ့စပီးကအရန်ဟိုရှာဖို့လည်းခက်တယ်အဲ့ကြောင့်တယောက်မေးဖို့ကလည်းအရန်ခက်တယ်ပေါ့နော်အဲ့မှာကျွန်တော်ကတခုပေါ့နော်အဲ့မှာကျွန်တော်အဲ့ဒါတခုတက်တိုင်းမှာ
ကျွန်တော်တို့တော်တော်မိတယ်ဗျကျွန်တော်အမေးများဆုံးကတော့ဟိုဗတ်တယ်ပေါ့ဘရှုံတော့ဖျားမှာဖွင့်ထားထိတ်မှာဗတ်တယ်ပေါ့ဖြူအောင်ကန်လို့သူတို့ရှိမှကျွန်တော်တော်တော်မိတယ်ဗျကျွန်တော်ဆိုင်9နိုင်ပိတ်တယ်ဆိုင်ပုံမှန်10နိုင်ပိတ်တယ်ကျွန်တော်ပြင်မရတဲ့ဖုန်းတွေရပြီကျွန်တော်စုရတယ်စုလာပြီး iPhone တွေကိုကျွန်တော်ယူပြီးလို့ရှိရင်ကျွန်တော်ကဘကိုးကိုတော့ပြင်ရတယ်ဗျဘကိုးကိုတော့ပြင်ရတယ်ဘကိုးတော့ပြင်တယ်ဘကိုးတော့ပြင်တဲ့အချိန်မှာ